ခလေးလေးအစိုးရအိမ်နေပါလားဘာဖြစ်လို့ခလေးတစ်ခုမြင်လို့လားဒီဘက်လက်ကြည့်ပါဟာခလေးဦးချင်တယ်ဘယ်ကိုလုံးခလေးဖျားတက်နေပဲနေမောင်းတော့လည်းကိုမပြောဘဲနဲ့အိမ်နေလေခလေးခလေးခဏလေးကိုခလေးတော့စိနေမှုတော့ယူခဲ့မယ်နော်ခဏလေးစောင့်စိတ်မတော့ချင်ဘူးလေမင်းရတယ်စိတ်မတော့ချင်လို့ဘယ်ဖြစ်မလဲမတော့ရင်ကလေးကတညလုံးဖျားတက်ပြီးတော့တိုင်ပတ်မယ်လေကြီးမကြပါနဲ့ကလေးရဲ့နော်စိတ်မတော့ခင်ရင်ကိုကလေးကိုမုံကျွေးပြီးမှစေးတိုက်မှာတိလားအဘောလေးပြီးမယ်ကလေးရဲ့နော်ခဏလေးစောင့်ကလေးကလိမ့်ပါတယ်ရောစေးနေမှုရပြီလာမုံလေးရင်စားဖို့လို့ကိုခွန်ကျွေးမယ်ပြေးစားကောင်းရတခါစေးတော့လို့တီးမယ်ပြေးတော့လိမ့်ပါတယ်ငါကလေးကလိမ့်ပါတယ်ဒီလိုကျူးဆိုင်နေတဲ့ကြားရဖျားရတယ်လို့ကလေးရဲ့နောက်မဖျားအောင်ပူပြီးကျူးဆိုင်မှာပဲရတော့မယ်အခုစေးတော့ပြီးဆိုတော့လာဒါလည်းဆောင်းချုံပြီးတော့꿰ဖို့လို့ကိုကဖတ်ထားပြီမယ်ဟောကိုအဖျားကူမှစိတ်မပူနဲ့ကလေးမျက်နှာကောင်းမှုကအရေးကြီးတယ်လာကိုဖတ်ထားမယ်အဲ့တော့နော်မနေ့ကကိုစေးကခေါ်ပါပြီမယ်ကလေးကလိမ့်ပါလေ